ပဲနှစ်တိုင်းတက်နေကြပဲလေဒီနေ့ကတော့တက်ဖြစ်ပုံဆိုတော့ဒီနေ့ကတော့ကိုတိုင်ရာလောက်ထားတဲ့အစိတ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတင်နေပါတာ။ဇာတ်ကားတင်နေပါတယ်ဆိုတော့ဒါကိုအဖွဲ့သားတွေနဲ့အတူတူလာတက်တာပေါ့။ K Manly Fashion ပေါ့နော်။ K Fashion ကနေပြီးတော့ကိုတို့ဟိုဘယ်လိုခေါ်မလဲပေးတယ်ပေါ့နော်။ပြီးတော့ဒီဇိုင်နာမတ်ပေါ်ကချုပ်ပေးပါတယ်ကိုတို့အားလုံးကကိုကြီးပြစ်လောက်ပေါ့နော်ကိုလည်းရှုပ်ကားတွေတော်တော်များကြီးပြစ်ပါတယ်ဒီ nomination ထဲမှာပါလာတဲ့အခုပြည်သက်တွေထင်ကြီးပေးနေတဲ့ actor တွေအားလုံးကဟိုဘယ်လိုခေါ်မလဲအပြိုင်ဆိုင်တွေပေါ့နော်တကယ်ကိုရတဲ့လူတွေကြီးပါပဲရတဲ့လူတွေကြီးပဲအခုကြည့်ရတယ်လို့ပေါ့နော်အဲ့တင်နေဆိုလဲဒါကိုညီကိုမောင်နှမတွေပဲဟောအကုန်လုံးကောင်းကြရလေအကုန်လုံးကောင်းကြရဆိုတော့အဲ့ထဲမှာ right person ပေါ့အကောင်းဆုံးလူတစ်ယောက်ပေါ့အသင့်တော်ဆုံးလူတစ်ယောက်ရသွားမှာပါတလုံးနဲ့ပါ patient တညှိခံနိုင်ရမှာဒါပါ